အလုံးမဲမင်္ဂလာပါဗျနော်အလုံးမဲမင်္ဂလာပါကျွန်တော်ရဲ့ကိုမကြီးအလုံးမဲနော်မင်္ဂလာရှိတော့နေ့လေးကလေးပါနော်အလုံးမဲကျွန်တော်ရဲ့ကိုမကြီးနော်ကျွန်တော်ရဲ့ဒီဗီဒီယိုလေးကိုမြင်တာနဲ့နော်အလုံးမဲပြီးဆုံးနိုင်အောင်ကြည့်သွားရင်နော်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုပြီးဆုံးနိုင်အောင်ကြည့်သွားပါနော်ကျွန်တော်ရဲ့ကိုမကြီးအတွက်လုံးဝအကျိုးရှိမယ်လို့ယုံကြည်တယ်နော်ကျိုးရှိမယ်လို့ထင်လို့လေဒီဗီဒီယိုလေးကိုကျွန်တော်ရဲ့ကိုမကြီးကိုလာပြီးတော့တင်ပေးတာနော်အလုံးမဲကျွန်တော်ရဲ့ကိုမကြီးနော်ဒုတိယဝါဒနာပါတဲ့အကိုမကြီးနော်ကျွန်တော်တို့ဒူးရီကြောင့်အရှုံးများနေတဲ့အကူမကြီးအတွက်เนาะလာပြီးတော့ကျွန်တော်ရှာလို့ရတဲ့ဝန်ချင်းလေးနဲ့ကျွန်တော်ရှာလို့ရတဲ့ယူကွက်ကလေးတွေကျွန်တော်ရဲ့အကူမကြီးကိုကျွန်တော်လာပြီးတော့မျှဝေပေးတာဗျာเนาะအားလုံးကိုရသိချင်းပေါက်သိချင်းနဲ့စေနာနဲ့လာပြီးမျှဝေပေးတာเนาะဒါကြောင့်မလို့ကျွန်တော်ရဲ့အကူမကြီးเนาะကျွန်တော်ရဲ့ဗီဒီယိုလေးကိုပြီးဆုံးနိုင်အောင်ကြည့်သွားเนาะကျွန်တော်တို့ဒီနေ့เนาะဒီနေ့17ရက်2လ2026ကျွန်တော်တို့ဗုဒ္ဓဦးနေ့ညနေသည့်အတွက်เนาะညနေသည့်အတွက်เนาะကျွန်တော်ရှာလို့ရတဲ့ဝန်ချင်းနဲ့ကျွန်တော်ရှာလို့ရတဲ့ယူကွက်ကလေးတွေကျွန်တော်ရဲ့ကိုမကြီးကိုကျွန်တော်လာပြီးတော့မျှဝေပေးတာเนาะကျွန်တော်တို့ဒီညနေမှာဆိုရင်ကျွန်တော်ရဲ့ကိုမကြီးနဲ့ကျွန်တော်နဲ့အကြိုက်တူတဲ့အကွက်ကလေးရှိရင်လိုက်ဆော့ပါเนาะကိုနဲ့အကြိုက်တူတဲ့အကွက်ကလေးလိုက်ဆော့ပါเนาะအားလုံးကိုရသိချင်းပေါက်သိချင်းနဲ့စီနာနဲ့လာပြီးတော့မျှဝေပေးတာเนาะကျွန်တော်ရဲ့ကိုမကြီးကိုကျွန်တော်ပြီးခဲ့တဲ့အပတ်ကเนาะပြီးခဲ့တဲ့အပတ်ကကျွန်တော်တို့40ထွက်တဲ့နေ့ရနော်40ထွက်တဲ့နေ့ရကျွန်တော်ရဲ့ကိုမကြီးကျွန်တော်လာပြီးတင်ပြီးတယ်နော်ကျွန်တော်လာပြီးတင်ပြီးတယ်အဲ့နေ့ကနော်ကျွန်တော်တို့40ကိုနော်ညနေဒီမှာကျွန်တော်တို့အောင်မြင်ခဲ့တယ်ဗျာနော်အောင်မြင်ခဲ့တယ်နော်ကျွန်တော်တို့ကျန်တဲ့ရက်မှာတော့ကျွန်တော်မတင်အားလို့ကျွန်တော်ရဲ့ကိုမကြီးကိုကျွန်တော်မတင်ပြီးဖြစ်ဘူးเนาะဒါကြောင့်မလို့ကျွန်တော်ရဲ့ကိုမကြီးကိုเนาะနောင်အပတ်တွေမှာเนาะကျွန်တော်ရဲ့ဒီ channel လေးကနေကျွန်တော်ရဲ့ကိုမကြီးကိုကျွန်တော်ကဏ္ဍလေးတွေကျွန်တော်ရှာလို့ရတဲ့ဝန်ချင်းလေးတွေကျွန်တော်ရှာလို့ရတဲ့ YouTube ကလေးတွေကိုကျွန်တော်ရဲ့ကိုမကြီးကိုဈေးတိုင်းเนาะနေ့တိုင်းတင်ပေးသွားမှာဖြစ်တဲ့အတွက်เนาะဝါသနာတို့အကိုမကြီးကကျွန်တော်ရဲ့ channel လေးကို subscribe လေးနှိပ်သွားပြီးเนาะ subscribe လေးနှိပ်သွားပြီးကျွန်တော်ရဲ့ဒီ video လေးကိုเนาะ share လက်မှာလေးတယောက်ချက်နှိပ်ထားပြီးเนาะ share လို့ရတဲ့နေရာလေးမှာကျွန်တော်ရဲ့ video လေးကို share ပြီးမျှဝေလို့ရတဲ့နေရာလေးမှာကျွန်တော်ရဲ့ဒီ video လေးကိုမျှဝေပေးပါเนาะအားလုံးကိုကျွန်တော်ရဲ့ကိုမကြီးကိုเนาะအကူအညီတောင်းတာပါเนาะအားလုံးပဲเนาะဝါသနာတူကိုမကြီးကကျွန်တော်ရဲ့ channel ကို subscribe လေးနှိပ်သွားပြီးเนาะဒါမှကျွန်တော်တင်နေမြတ် video တွေကိုကျွန်တော်ရဲ့ကိုမကြီးเนาะအမြဲတမ်းတွေ့မြင်အောင်လို့เนาะကဲအားလုံးပဲကျွန်တော်တို့เนาะကျွန်တော်ရဲ့ကိုမကြီးကိုကျွန်တော်ခဏလေးတစ်ခါလေးပြောပြသွားမယ်เนาะတစ်ခါလေးပြောပြသွားမယ်ကျွန်တော်တို့ဒီနေ့17ရက်2လ2026ကျွန်တော်တို့ပုံရူးနေညနေစီအတွက်เนาะကျွန်တော်ရှာလို့ရတဲ့ဝန်ချင်းလေးကတော့305ဝန်ချင်းပါเนาะ305ဝန်ချင်းပါဗျเนาะ3လုံးပိုင်း5လုံးပိုင်း3ပတ်တီ5ပတ်တီเนาะဒါကတော့ဒီညနေသေးမှာကျွန်တော်တို့ကြားနိုင်ကြီးအများဆုံးဝန်ချင်းပါဗျเนาะကြားနိုင်ကြီးအများဆုံးဝန်ချင်းပါဒါကြောင့်မို့ကျွန်တော်ရဲ့ကိုမကြီးကိုကျွန်တော်လာပြီးတော့မျှဝေပေးတာပါเนาะကျွန်တော်ရဲ့ကိုမကြီးမှာเนาะလုံးမိုင်ဝန်ချင်းကီးရှိရင်ကိုရထားတဲ့လုံးမိုင်ဝန်ချင်းကီးနဲ့305ဝန်ချင်းနဲ့ကပ်ပြီးဆော့ပါเนาะဘာလို့လဲဆိုတော့ဒီ305ဝန်ချင်းဒီကျွန်တော်တို့ဒီညနေမှာလုံးဝ100ရာခိုင်နှုန်းကျနိုင်တယ်เนาะကျနိုင်ကြီးများတယ်ဒါကြောင့်မလို့လဲကျွန်တော်ရဲ့ကိုမကြီးကိုကျွန်တော်လာပြီးတော့တင်ပေးတာเนาะကျွန်တော်တို့ငါနဲ့ပတ်သက်ရင်เนาะကျွန်တော်ရဲ့ကိုမကြီးငါနဲ့ပတ်သက်ရင်ဗာလေးတင်ဆော့မလဲဆိုတော့ငါနဲ့ပတ်သက်ရင်เนาะ9 2 5 8 5 9เนาะငါနဲ့ပတ်သက်ရင်ကျွန်တော်ရဲ့အကြိုက်ဆုံးဘက်က9 2 5 8 5 9เนาะအဲ့သုံးဘက်ကိုကျွန်တော်ကြိုက်တယ်เนาะကျွန်တော်တို့3ညနဲ့ပတ်သက်ရင်3ည2 3ည8 3ည9เนาะ3ညနဲ့ပတ်သက်ရင်3ည2 3ည8 3ည9အဲ့သုံးဘက်ကိုကျွန်တော်ကြိုက်တယ်เนาะကျွန်တော်9နဲ့ပတ်သက်ရင်3ဘက်3ညနဲ့ပတ်သက်ရင်3ဘက်เนาะကဏ္ဍ6ဘက်เนาะကဏ္ဍ6ဘက်ကျွန်တော်ရဲ့ကိုမိုင်နဲ့ကြိုက်တူတဲ့တစ်ကွက်နှစ်ကွက်ရှိရင်ကိုနဲ့ကြိုက်တူတဲ့တစ်ကွက်နှစ်ကွက်ကိုလိုက်ဆော့ပါเนาะအလုံးကိုရသိချင်းပေါက်သိချင်းနဲ့စေနာနဲ့လာပြီးတော့တင်ပေးတာเนาะကျွန်တော်9နဲ့ပတ်သက်ရင်9 2 5 8 5 9ကျွန်တော်3ညနဲ့ပတ်သက်ရင်3ည2 3ည8 3ည9ဝန်ချင်းဒီ305ဝန်ချင်းပတ်တီဒီ3ညပတ်တီ5ပတ်တီเนาะကိုကြိုက်မြင့်တက်တာကိုစင်မီတာလေးလိုက်ဆော့ပါเนาะတစ်ခွက်ကောင်းဆော့ခြင်းနဲ့အကူမရဲ့အတွက်ကတော့ကျွန်တော်ရဲ့အကြိုက်ဆုံးဒီညနေမှာเนาะကျွန်တော်တို့17ရက်2လ2026ကျွန်တော်တို့ဗုဒ္ဓဦးနေ့ညနေသည့်အတွက်ကျွန်တော်ရဲ့အကြိုက်ဆုံးတစ်ခွက်ကောင်းကတော့50ခွန်တစ်ခွက်ကောင်းပါเนาะအားလုံးပဲတစ်ခွက်ကောင်းကြရင်တစ်ခွက်ကောင်းလိုက်ဆုံးမယ်ယူကွက်9ခွက်ထဲမှာကိုနဲ့အကြိုက်တူတဲ့တစ်ခွက်နှစ်ခွက်ရှိရင်ကိုနဲ့အကြိုက်တူတဲ့တစ်ခွက်နှစ်ခွက်ကိုလိုက်ဆော့ပါเนาะအားလုံးပဲเนาะဒီညနေမှာကံကောင်းကြပါသည်ဗျာเนาะကျွန်တော်ရဲ့အကူမကြီးเนาะအားလုံးကိုရသိခြင်းပေါက်စီခြင်းပါတယ်เนาะဒါကြောင့်မလို့ကျွန်တော်နဲ့ဝါသနာတူတဲ့အကူမကြီးကျွန်တော်ရဲ့ဗီဒီယိုလေးကိုเนาะ share လက်မှတ်လေးတယောက်ချက်နှိပ်ထားပြီးเนาะကျွန်တော်ရဲ့ channel ကို subscribe လေးနှိပ်ထားပြီးเนาะအားလုံးပဲဘိုင်ပါဗျာเนาะနောက်နေ့မှာပြန်ဆုံမယ်ဗျာเนาะ